မင်္ဂလာပါအမျိုးတို့ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တပတ်စာအတွက်မင်္ဂလာရှိသောမင်္ဂလာခဏန်းလေးတွေပြောပြပါလို့เนาะဒါကျွန်တော်တို့ဒီတစ်ပတ်လုံးအတွက်အကောင်းဆုံးပတ်သီးရတော့ဒါကျွန်တော်တပတ်စာပါเนาะအကောင်းဆုံးပတ်သီးရတော့ကျွန်တော်တို့1နဲ့6ပါเนาะဒါကတော့တပတ်စာအတွက်အကောင်းဆုံးပတ်သီးပါဒီခဏန်းလေးတွေကကျွန်တော်ရဲ့ဆရာဦးလေးရှိရနေပြီးတော့ကျွန်တော်ပြန်ယူထားတဲ့ခဏန်းလေးပါเนาะဒါမိသားစုတွေဘယ်လိုပြောမလဲအရှုံးနဲအောင်လို့ဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့free လကားပေါ့ဗျာတင်မှာเนาะကျွန်တော်မြတ်တာနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะဒီဘက်တော့အကောင်းဆုံးပတိရတော့ကျွန်တော်1နဲ့6ပါเนาะကိုနှစ်သက်တဲ့ခဏကိုပတ်ပါเนาะနောက်တစ်ခုကဒီတစ်ပတ်ကိုအကောင်းဆုံးထိတ်စီးเนาะထိတ်စီးရတော့ကျွန်တော်8နဲ့6ပါเนาะထိတ်စီးဆွဲမယ်ဆိုရင်နှစ်ခုလုံးကိုဆွဲပေးပါတကယ်လို့တစ်ခုထောက်သွားပြီဆိုရင်နားလိုက်ပါเนาะဒါတော့ထိတ်စီးပေါ့เนาะကျွန်တော်တူးဒီအကြောင်းကိုအများကြီးမပြောတတ်တော့ကျွန်တော်ဟိုရှင်းရှင်းလင်းလင်းလေးပဲပြောပြပါမယ်နော်ကျွန်တော်တူဒီကြောင်ကိုဘယ်လိုပြောရမလဲအမျိုးတို့လောက်တော့ရာသာတို့လောက်တော့ကျွန်တော်တူဒီကြိုင်နားမလဲဘူးဒါပေမဲ့ကျွန်တော်ကိုပေးထားတဲ့ canal လေးတွေကိုကျွန်တော်အဆင့်မျှဝေပေးခြင်းဖြစ်ပါတယ်နော်ထိပ်စီးဆွဲမယ်ဆိုရင်တစ်ခုလုံးဆွဲနောက်တစ်ခုထွက်ရင်နားဖို့တော့ကျွန်တော်ဦးလေးကပြောထားပါတယ်နောက်တစ်ခုကသူပေးထားတဲ့ဒီတစ်ပတ်အတွက်ကိုအကောင်းဆုံးမွေး canal နော်ဒါကျွန်တော်တစ်ပတ်စာနော်အကောင်းဆုံးမွေး canal ကသူပေးထားတာကသူက1နှစ်ပေးမယ်1 4ပါတယ်1 6ပါတယ်တစ်ခွန်ပါတယ်ဟောပြီးတော့တစ်တုံညာပါတယ်เนาะဒါဒီတစ်ပတ်အတွက်ကိုအကောင်းဆုံးမွေးကနเนาะဒါတစ်ပတ်စာเนาะဒါမွေးကနနေအဲ့လိုအကုန်ပေးထားပါတယ်9ဘွက်ပေးထားပါတယ်1 2 1 4 1 6 1ခွန်30တစ်ပတ်စာပါခင်ဗျာเนาะပြီးတော့ပြန်ကြကနန်းတဲ့သူပြန်ကြကနန်းအောင်ကျတော့သူ4 9ရယ်သူ30ရယ်ပေးထားတယ်เนาะဒါကျတော့ပြန်ကြကနန်းဟုတ်ပြီလားပြီးတော့နောက်တစ်ခုကကျွန်တော်ဒီနေ့ကတနင်္လာနေ့เนาะတနင်္လာနေ့အတွက်ကိုသူကအကောင်းဆုံးအော်ရမယ်ခဏန်းကဟိုမနက်ထက်ပြီးကြတာเนาะမနက်ကတော့မညှိပါဘူးเนาะ16တနင်္လာနေ့အတွက်အကောင်းဆုံးခဏန်းကတော့16ပြီးတာပါတယ်เนาะဒါကတော့တနင်္လာနေ့အတွက်အကောင်းဆုံးမွေးခဏန်းပေါ့เนาะဒီအကောင်းဆုံးဒီနေ့ညနေတနင်္လာနေ့အတွက်အကောင်းဆုံးအော်ရမယ်ခဏန်းတော့เนาะကျွန်တော်ဆရာဦးလေးပြီးထားတော့ဒါ16ဆိုပြီးကျွန်တော်ပြီးထားပါတယ်ခင်ဗျကဲအားလုံးပဲကျမ်းမာချမ်းသာကြပါစေဒီနေ့ညနေအချီပေါက်ပြီးတော့ငွေတွေအများကြီးဝင်နိုင်ပါစေ။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ